မင်္ဂလာပါဒီနေ့မှာကျွန်တော်ဒါခုနဆော့ခဲ့တဲ့ပွဲလေးကိုပေါ့နော်ကျွန်တော်ပြန်ပြီးတော့ review လုပ်ပြီးမှဖြစ်ပါတယ်စားတော့ကျွန်တော်ပွဲကိုဒီတိုင်းပေါ့နော်ဆော့ရင်းနဲ့ကျွန်တော်အခုလိုရှင်းပြဖို့နည်းနည်းကြိုးစားကြည့်ရပေါ့နော်ဒါပေမဲ့အဲ့လိုတိတ်မကျွမ်းကျင်သေးတာတကြောင်ပေါ့နော်အဲဒါမှကျွန်တော် game ပြီးတော့မှပဲကျွန်တော်ကိုယ်တိုင်ဆော့ခဲ့တဲ့ပွဲတွေကိုပဲပေါ့နော်ကျွန်တော် game ပြီးတော့မှပဲပြန်ပြီးတော့ review ပုံစံမျိုးလေးပြန်ပြီးလုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီစကြည့်ကြမယ်နော်ကျွန်တော်တစ်ခွက်ချင်းစီကျွန်တော်တက်နိုင်တယ်လို့ပေါ့နော်1400သမားမြင်တယ်လို့ကလေးကျွန်တော်ရှင်းလင်းပြောပြပေးမှာပေါ့နော်ဒီပထမဆုံးကကျွန်တော် D4 တက်တယ် D4 တက်တော့ပြန်ဘက်ကဒီဘက်က E6 ကိုတက်ထားတယ်အဲ့မှာကျွန်တော်က 9F3 တက်တယ် 9F3 ကိုပြန်ဘက်ကဒီ H7 တက်တယ်ပေါ့နော်ပုံမှန်ဆိုဒီအချက်ကဒါမလိုအပ်တဲ့ပုံရွှေ့ပွဲပေါ့နော်ဒီလိုရွှေ့ဖို့မလိုပါဘူးဟုတ်ပြီကျွန်တော်က E3 တက်လိုက်တယ် E3 တက်တယ်ဆိုတော့အဓိကကျွန်တော်အဓိကပါလဲဆိုတော့ဒီကိုယ့်ရဲ့ပုံကိုလည်းထောက်ထားမယ်ပေါ့နော်နောက်တစ်ချက်ပိုအရေးကြီးတဲ့ချက်ကဒီ bishop လမ်းကြောင်းကိုဖွင့်တာပေါ့နော် okay ဆက်သွားမယ်နောက်တစ်ခွက်ပေါ့နော်ကျွန်တော်ဒီပြန်ဘက်ကဘာလုပ်လဲဆိုတော့ဒီ A7 နဲ့ A6 ကိုတက်တယ်ပေါ့နော်ဒါပုံမှန်ကဒီဟာမလိုအပ်ပါဘူးเนาะလောဆယ်ကျွန်တော်လည်းဒီကိုလာလို့မရသေးဘူးဆိုတော့ဒါမလိုအပ်ဘူးပေါ့နော်မလိုအပ်ဘဲနဲ့ရွှေ့ရပွန်းရွှေ့ကွက်ပေါ့နော်โอเคဆက်သွားကြမယ်ကျွန်တော်ဒီမှာဒီ bishop ကိုD3 ကိုယူလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ line ကိုထောက်ထားတယ်လို့ပေါ့နော်တကယ်လို့ဒီဘက်ကိုသူ့ဘရင်ကြီးကကာဆက်ရွှေ့မယ်ဆိုရင်ကျွန်တော်ကဒီမှာဒီအဖြူ line ကိုထောက်ထားမှာပေါ့နော်အဲ့ဒီပုံနဲ့ပါโอเคနောက်တစ်ခုတော့မယ်ကျွန်တော်ပြန်ဘက်က 9F6 ကိုတက်တယ် 9F6 ကိုတက်တော့ကျွန်တော်နောက်တစ်ခုknight D2 ဒီ knight ကိုဒီဘက်က knight ကိုကျွန်တော်ရွှေ့ထားရပါတော့အဲ့ဒါကအဓိကပါလဲဆိုတော့ဒီကောင်ဝင်လာမှာပိုကာထားတဲ့သဘောပေါ့နော်ဒီကျွန်တော်ရဲ့အရေးကြီးဆုံးဝီပိုင်ကဒီ E4 ဖြစ်နေပါတော့ E4 ကိုသူ့ရဲ့ဒီပုံကတက်နိုင်လိုက်လို့ရှိရင်ကျွန်တော်ခံစစ်တစ်ခုတော့ပြည့်စည်သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီ E4 ကိုပိုကာထားတာပေါ့နော် over protected လုပ်ထားတာပေါ့နောက်တစ်ချက်ကဒီများသောအားဖြင့်ပြောကြတာဒီ bishop ကိုနောက်မှရွှေ့ပေါ့နော်ဒီမြင်းကိုအရင်ဆုံးရွှေ့ပေါ့ဘာဖြစ်လို့လဲဆိုတော့ bishop ကလောလောဆယ်မှာနေဒီတစ်ခွက်ဆိုသူဒီကနေပြီးထိန်းထားတဲ့အခွက်တွေအများကြီးပေါ့နော်မြင်းကကြတော့ဒီလောက်ကိုသွားပြီးတော့မှဒီ E4 လောက်ကိုသွားပြီးတော့မှသူထိန်းချုပ်လို့ရမယ့်အခွက်တွေကပို့ပြီးတော့မြန်တာပေါ့နော်အဲ့တော့ဒီ bishop နဲ့စားလို့ရှိရင်ဒီ knight ကိုအရင်ဆုံးရွှေ့ကြတယ်ဟုတ်ပြီနောက်တစ်ခါသွားကြမှာပေါ့နော်ဒီမှာဆိုရင်သူကကိုပြန်ဘက်ကဒီ E5 C5 ကိုတက်လာတယ်ပေါ့နော် C5 ကိုတက်တာကကျွန်တော်ကတော့စားမလားဆိုမစားဘူးနော်ဘာဖြစ်လို့မစားလဲဆိုတော့သူ့ရဲ့အဓိကရည်ရွယ်ချက်ကဒီကိုတက်ချင်တာပေါ့နော်ဒီကိုတက်ချင်တာဆိုတော့ကျွန်တော်ကဒီကိုတက်တာကိုကျွန်တော်ဒီအဖြူကနေပြီးတော့ကျွန်တော်ဒီ B3 နဲ့ပြန်ပြီးတော့ထောက်ထားလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဟာကိုလာစားမအောင်မကြောက်ဘူးဘာဖြစ်လို့မကြောက်လဲဆိုတော့ဒီဟာဒီ E8 နဲ့ပဲပြန်စားကျွန်တော်ဒါနောက်တစ်ခုဆိုရင်ကျွန်တော်ဒီ bishop ကိုဒီနေရာကိုတက်တော့မှာပေါ့နော် B2 ကိုတက်တော့မှာဆိုတော့ကျွန်တော်တော့ကဒီဟာကိုသူလာစားတော့ကြောက်စရာမလိုဘူးပေါ့နော်โอเคနောက်တစ်ခုတော့မယ်အဲ့မှာမြင့်တက်လာပြီကျွန်တော်ကပြောထားတဲ့အတိုင်းပဲဒီ B2 ကိုတောက်ရပေါ့နော်အဲ့ဒီမှာကျွန်တော်တစ်ချက်လွတ်သွားတာပေါ့နော်ဘာသူ့ဘက်ကဘာတက်နိုင်လဲဆိုတော့ဒီမြင်းကိုဒီ B4 ကိုတက်နိုင်လိုက်မယ်ဆိုရင်ကျွန်တော်ကအချိန်တစ်ခွက်
ကုန်ခံပြီးတော့ကျွန်တော်ကဒီ bishop ကိုပြန်ပြီးတော့ဆုပ်ရမှာပေါ့နော်အဲ့တော့ဒါပေမဲ့ तू ပွဲမှာတော့ तू မလုပ်ခဲ့ဘူးပေါ့နော် okay तू စားသွားတယ်ကျွန်တော်ကအမှအများကြီးပဲဗာနဲ့စားရတယ်ပေါ့နော်ဒါနဲ့ကတော့ကျင်းနေတယ်မစားဘူးပေါ့နော် bishop နဲ့ကတော့စားရတဲ့အကြောင်းမရှိဘူးဒီမြင်းကိုချကြည့်ရတဲ့အကြောင်းမရှိဘူးအဲ့တော့ဒီဘက်ကပွန်းရယ်ဒီဘက်ကနိုင်ရယ်ဒီနှစ်ခုရဲ့ကျွန်တော်ဘယ်ဟာနဲ့စားမလဲပေါ့နော် okay အဲ့တော့ကျွန်တော်ပွဲထဲမှာကျွန်တော်မြင်းနဲ့စားလိုက်တယ်ဘာဖြစ်လို့မြင်းနဲ့စားလဲဆိုတော့တကယ်လို့ဒီပွန်းနဲ့စားမယ်ဆိုရင်ကျွန်တော်ရဲ့ဒီ bishop ကြီးကိုဒီပွန်းကြီးကပွန်းရကာထားရပေါ့နော်ကာထားတယ်အဲ့ဒါကိုလည်းမကြိုက်ဘူးပြီးတော့ပြီးတော့လောဆယ်ကိုကင်းရလောဆယ်မှာဆိုကာဆယ်မချင်းရသေးဘူးပေါ့နော်ကာဆယ်မချင်းရသေးတဲ့အချိန်မှာလည်းဒီအီလိုင်းကိုပွင့်ချင်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ကလောဆယ်ကျွန်တော်မြင်းနဲ့ပဲစားလိုက်တယ်သူကအမှမြင်းတက်လာတယ်မြင်းတက်တော့ကျွန်တော်နောက်တစ်ခွက်ပြန်ဆုပ်တယ်ပေါ့နော်အစားမခံဘူးသူကအမှမြင်းကိုရှောင်သွားတယ်โอเคကျွန်တော်ဒီမှာကျွန်တော်ကာဆယ်ချင်းပြီနောက်တစ်ခါသူက bishop ကိုဒီ6ကိုရွှေ့ရပါတော့နောက်တစ်ခါဆိုရင်သူကကာဆက်ချင်းလို့ရနေပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်သူ့ရဲ့ဒီမှာမြင်းကိုမောင်းလိုက်တယ်ပေါ့နော်ဘာဖြစ်လို့မောင်းလဲဆိုသူ့ရဲ့မြင်းကသူလှုပ်လို့ရတဲ့အကွက်တွေရှိရပေါ့နော်ဒါဒီကွက်ကိုဆိုလဲသူချိန်မြေးလာလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါနေမြေယူတဲ့သဘောပေါ့နေမြေယူတဲ့သဘောဆိုတော့သူနောက်ကိုပြန်ပြီးတော့စုပ်ရမှာပေါ့နော်โอเคသူမြင်ပြန်ပြီးတော့စုပ်သွားတယ်โอเคကျွန်တော်ကအမှF ဒါ F4 ကိုတက်သွားတယ်ပေါ့နော် pawn F4 ဘာဖြစ်လို့တက်လဲဆိုတော့ကျွန်တော်ဒီ bishop ရဲ့လမ်းကြောင်းကိုကျွန်တော်ဒီမှာလာပြီးတော့တစ်ခုခြေဖြတ်ထားတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့သူ့ရဲ့မြင်းကဒီကိုလာလို့ရတယ်အကြောင်းမရှိဘူးပေါ့နော်ဘာဖြစ်လို့ကျွန်တော်အဲ့မှာနှစ်ကောင်တောင်ဒီအကွက်ကိုထိန်းထားရပေါ့နော်အဲ့တော့ तू ကဒီနေ့ E4 ကိုလည်းလာလို့မရဘူးဘာဖြစ်လို့ဒီမှာခုနကပထမဆုံးမှာကျွန်တော်ပြောခဲ့တဲ့ဒီမြင်းပေါ့နော်ဒီမြင်းကဒီဟာကိုဒီ E4 ကိုထောက်ထားတဲ့အတွက် तू အလွယ်တကူဝင်လို့မရဘူးပေါ့နော်โอเคအဲ့တော့နောက်တစ်ခွက်သွားကြမှာနော်သူကတက်လာပြီဒီဘက်ကို H5 ကိုတက်တယ်ပေါ့နော် H5 ကိုတက်တဲ့ခါကျတော့ကျွန်တော်ရိုးလေးပဲဒီကျွန်တော်ဘရင်ကြီးကိုလည်းအသက်ရှူပေါက်ပေးမယ်ပေါ့နော်သူဘက်ကနေလည်းဒီ H5 ရှိတဲ့အတွက်သူ့ရဲ့မြင်းကဒီကိုတက်မယ်ဆိုရင်တက်လာလို့ရတဲ့အချိန်ဒီခါမှာကျွန်တော်တက်လို့မရအောင်ဒီပုံးနဲ့ထောက်ထားရတယ်ဖြစ်တယ်ပေါ့နော်โอเคရှေ့နောက်ထပ်သွားကြမယ်သူကမြင်းကိုရွှေ့တယ်ဟုတ်ပြီကျွန်တော်ကွင်းကိုလိုက်ရွှေ့တယ်ပေါ့နော်ဘာဖြစ်လဲသူ့ရဲ့မြင်းကဒီကိုလာမယ်ဆိုရင်ကျွန်တော်လွယ်ကူထိန်းလို့ရအောင်ပေါ့နော်ကျွန်တော်ပြီးတော့ဒီကွင်းကဒီနေရာကြီးမှာလည်းဒီသူ့ရဲ့ original နေရာကြီးမှာလည်းသူကဘာမှအလုံးမရှိဘူးပေါ့နော်โอเคသူ့အလုံးပေးထားရတယ်ပေါ့โอเคနောက်ပြန်ကဒါပါလဲ B6 ကိုတက်တယ်ကျွန်တော်က B6 ကိုတက်တော့ဒါသူမှားသွားတယ်ချက်ပေါ့နော်သူကဒီဟာကိုအရင်တက်တာပေါ့နော်ဒီ B6 ကိုအရင်တက်တာကျွန်တော်အဲ့မှာမြင်လိုက်သေးတယ်ငါအရင်တက်လိုက်လို့ရှိရင်သူဘာမှလုပ်မရတော့ဘူးဆိုရတယ်โอเคအဲ့မှာဘုံဘက်ကိုရွှေ့သွားတယ်โอเคကျွန်တော်အဲ့မှာနောက်တစ်ချက်ဒီမှာအရေးကြီးတာကိုယ့်ရဲ့အကောင့်တွေကို active ဖြစ်နိုင်များဖြစ်အောင်လုပ်အောင်ပါပေါ့နော်ကျွန်တော်ရဲ့မြင်ရဒီနေရာမှာဆိုရင်ကျွန်တော်ဘယ်မှသွားစရာမရှိဘူးပေါ့နော်နေရာကျွန်တော်မြင်ကိုဒီအပေါ်ကိုထပ်တင်မယ်ဆိုရင်သူစားလို့ရှိရင်လည်းဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ bishop နဲ့ကျွန်တော်စားပြီးတော့နောက်တစ်ခွက်တက်ထားရပေါ့နော်ကျွန်တော်ပို့ပြီးတော့ဒီကျွန်တော်ရဲ့ bishop ကြီးပို့ active ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ရွှေ့လိုက်ပါတယ်အဲ့ဒီကွက်ကိုအဲ့တော့သူကဒီမှာဒါ blender ပဲခေါ်မှာပေါ့နော်ဒါကြီးကို bishop ကြီးကိုဒီB7 ကိုလာပြီးတော့ချိန်နေပေါ့နော်သူဘာကိုလွတ်သွားလဲဆိုတော့ဒီမှာဒီကျွန်တော်ကဒီမှာစားလိုက်တာပေါ့နော်โอเคဒီ bishop ကိုစားပြီးချက်လိုက်တဲ့အချိန်မှာသူ
သူကမဖြစ်မနေဒီရွှေ့ရတော့မယ်ဒီဘရင်ကြီးရပါတော့ကျွန်တော်အတွက်ကျင်းနေသွားတာဒီဘရင်ကြီးရတော့ဒီဘရင်ကြီးကတော့ export ဖြစ်သွားပြီပေါ့နော်သူပုံလို့မရတော့ပုံစံနေရာတွေမရှိတော့ဘူးပေါ့နော်ကျွန်တော်လိုက်ပြီးတော့သူကင်းကိုလိုက်ပြီးတော့ချောင်းမှာပေါ့နော်โอเคနောက်တစ်ခွက်ကသူကဘရင်တက်လာတယ်ပေါ့နော်တက်လာတဲ့အချိန်မှာကျွန်တော်တွားပြီးတော့ဒီမှာစားလို့ရတယ်ကျွန်တော်မစားလိုက်ဘူးပေါ့နော်ဒီ B7 မှာတော့စားလိုက်လေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခု B7 ကိုနှစ်ကောင်ချိန်လာတာပေါ့နော်โอเคထပ်မစားဘဲနဲ့ကျွန်တော်ထပ်ပြီးတော့ကျွေးလိုက်သေးတယ်မြင်းကိုကျွေးလိုက်သေးတယ်ဘာဖြစ်လို့လဲဆိုတော့ तू စားမယ်ဆိုရင်ကျွန်တော်အဲ့မှာလာပြီကျွန်တော်ပြန်ပြီးတော့စားပြီးတော့ချက်ထားမှာပေါ့နော်ချက်တဲ့အချိန်မှာ तू ဒီဘက်ကိုတက်လာလို့ရှိရင်လည်းအလွယ်တကူတက်ဖို့ကမလွယ်ဘူးပေါ့နော်ကျွန်တော်ကဒီမှာဒီကွင်းနဲ့အလွယ်တကူချက်လို့ရတယ်ပေါ့နော်နောက်အဲ့တော့ तू နောက်ကိုပြန်ဆုပ်သွားတယ်ပေါ့နော်နောက်ကိုပြန်ဆုပ်သွားတယ်ကျွန်တော်လိုက်ပြီအမှကျွန်တော် base shot နဲ့လိုက်ပြီပုံးတယ်နော်ပုံးတော့ဒီမှာလောလောဆယ်သွားပြီးချက်လို့မရဘူးသူ့မှာမြင်းတစ်ကောင်ရှိသေးတယ်โอเคအဲ့တော့ကျွန်တော်လိုက်ပြီလိုက်တော့ဒီအကွက်ထက်စားလို့ရှင်တော့ကျွန်တော်ဒီမှာပြန်ပြီးတော့လောက်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီဒူးလောက်ကိုထားခြင်းတယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ဒီပုံးကိုလည်းကာပြီးသားဖြစ်မယ်ပေါ့နော်နောက်ပြီးတော့ဒီမှာလည်းဆက်လိုက်မယ်ဆိုရင်လည်း line တို့ကရတယ်ဒါပေမဲ့ထားလိုက်ပါနောက်တစ်ခွက်သွားကြတာပါโอเคအဲ့မှာသူပြေးတယ်သူပြေးတော့ကျွန်တော်ဆက်ပြီးတော့ချက်ကွက်မရှိတော့ကျွန်တော်ဒီ night ကိုပဲရွှေ့ထားလိုက် night ကိုရွှေ့တော့ဘာဖြစ်လို့လဲသူ့ရဲ့ဒီ visual ကိုစားခြင်းတယ်အဲ့တော့ကျွန်တော်နှစ်ကောင်ရှိပြီနောက်တစ်ခွက်သူ့ရဲ့ပိုအရေးကြီးတာဒီမှာဒီ F ကိုကျွန်တော်စားလိုက်လို့ရှိရင်ဒီမှာဒီ queen ရဲ့ဒီ Reggie ရဲ့မှာကျွန်တော် rook ကိုတစ်ကောင်ရမှာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်သူဘာလုပ်မလဲပေါ့သူဘာလုပ်မလဲဆိုတော့သူကျွန်တော်ရဲ့ဒီ bishop စားတယ်အဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့တွေးကြည့်ရသလားဒီမြင်းကိုရွှေ့လိုက်အကောင်းသားလို့တော့တွေးလိုက်သေးတယ်ပေါ့နော်ဒါပေမဲ့ထားလိုက်ပါပွဲထဲမှာကျွန်တော်ဗာဆောလိုက်လဲဆိုတော့ကျွန်တော်ပုံနဲ့စားလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မြင်းကဒီမှာရှိတဲ့မြင်းတွေကပေါ့နော်ဒီမှာရှိတဲ့မြင်းတွေကတော်တော်လေးအားကောင်းတာပေါ့နော်အားကောင်းတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ Reggie နဲ့စားမယ်ဆိုရင် Reggie ရဲ့ပြေးပေါက်တွေလည်းမရှိတော့ဘူးပေါ့ပြေးပေါက်တွေမရှိတော့ကျွန်တော်ဒီပုံကနှစ်ထပ်ဖြစ်သွားတယ်ဗျာဒါပေမဲ့ကျွန်တော်ဒီပုံနဲ့ပဲစားလိုက်တယ်โอเคနောက်တစ်ခါလာပြီသူကဒီမှာကွင်းတက်လာတယ်ကျွန်တော်ဘီရင်တက်တယ်โอเคဘီမာကြီးလာပြီโอเคကျွန်တော်ဒါတော့ကာထားတာပါနော်โอเคဟုတ်ပြီဒီမှာသူ့ရဲ့မြင်းကိုပြန်ပြီးတော့နောက်ဆုတ်သွားတယ်ဘာဖြစ်လို့လဲတော့မသိဘူးပါနော်အဲ့မှာကျွန်တော်တွေးလိုက်တာဒီ line ရဲ့လွတ်သွားပြီဒီ line ရဲ့လွတ်သွားပြီဆိုတော့ကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တကယ်လို့ကွင်းကိုပြန်ဆင်းမယ်ဆိုဆင်းလို့ရပြီဆိုတဲ့အနေထားပါနော်အဲ့မှာကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တကွက်ပြန်ဆင်းတယ်ဒီ C2 ကိုဖြစ်ဖြစ်ကျွန်တော်D3 ကိုဖြစ်ဖြစ်ကျွန်တော်သူ့ရဲ့ဘီရင်ကိုချက်မယ်ဆိုချက်လို့ရပြီပေါ့နော်โอเคအဲ့မှာသူဘာလုပ်သွားလဲဆိုတော့သူဘီရင်ပြန်ပြီးတော့နောက်ဆုတ်သွားတယ်โอเคကျွန်တော်ဘာလုပ်လဲဆိုတော့သူဘီရင်နဲ့လိုက်ပြီးတော့ပင်ထားတယ်ပေါ့နော်ပင်လောက်ထားတာလွယ်ကူသူ့ရဲ့ဘီရင်ကိုဥမာစားနေတယ်ဆိုလဲစားလို့ရတယ်ပေါ့လေအဲ့နောက်တစ်ခါမှာသူကဒီ night တက်လာဆိုဒီ night ကမစားလို့ရှိရင်သူ့စားရမှာဆိုတော့ကျွန်တော်စားလိုက်တယ်โอเคစားရတယ်ပြန်စားရတယ်အဲ့မှာကျွန်တော်ဘာလုပ်လဲသူ့ရဲ့ဟိုဟာကြီးကိုတော့လှုပ်သေးတယ်ပေါ့နော်သူ့ရဲ့ Reggie ကိုတော့ချိန်သေးတယ်โอเคနောက်သူrook တက်လာပူတော့ကောင်းပါသေးတယ်ကိုတော့ညှောင်းတာနဲ့โอเคအဲ့တော့သူအဲ့ဒီမှာကျွန်တော်လုပ်ပြီးဆိုတော့ကျွန်တော်စားချလိုက်ပြီโอเคကျွန်တော်စားချလိုက်ပြီသူပြန်စားရဗျာစားတယ်ကျွန်တော်လည်းထပ်ပြီးတော့ချက်တယ်သူပြေးကျွန်တော်ဒီ Reggie ကိုကျွန်တော်
ဒီမြင်းကိုစားခြင်းတယ်ပေါ့မြင်းကိုစားခြင်းတော့မြင်းရဲ့defender ကကျွန်တော်ဒီ queen ပဲရှိတယ်ဆို queen ကိုတက်ချိန်လိုက်တယ်ပေါ့နော်သူကလည်းကျွန်တော် queen ကိုစားပလိုက်တယ်ပေါ့နော်ကျွန်တော်ကသူမြင်းကိုစားတယ်မြင်းကိုစားပြီးတဲ့အချိန်မှာသူချက်ပြီပေါ့နော်ချက်တဲ့အချိန်မှာကျွန်တော်ကနောက်တစ်ခွက်ဆိုရင်သူမိတ်ပြီပေါ့ချက်မိတ်ပြီပေါ့နော်အမှကျွန်တော်ပြန်ပြီးနောက်ဆုတ်လိုက်တယ်သူကျွန်တော်အဲ့အချိန်မှာသူကျွန်တော်ဒီစားပလိုက်ဘူးကစားပလိုက်ရင်တော့နည်းနည်းပွဲရပူပြီးတော့ကြာအောင်ပါပေါ့နော်အဲ့မှာမစားဘဲနဲ့သူပြေးသွားတယ်ကျွန်တော်နောက်ကနေလိုက်တယ်ချက်မိတ်မိပါတယ်โอเคနောက်ကြလို့ရှင်လဲကျွန်တော်ဟိုဒီဗီဒီယိုတွေမှာပေါ့နော်သိကျင်တဲ့အဖွင့်လေးတွေပါလေးရှိလို့ရှင်လဲမေးလို့ရပါတယ်ဒီလိုမျိုးတင်ပါတယ်